ဒါကတော့ခုနကအဆက်လေးเนาะပတ်တူအဆက်လေးပေါ့เนาะကျွန်တော်တို့ခုနကဒီနေရာရောက်သွားပြီဆိုရင်ဒီကောင်းကိုအမှန်ချစ်ပေးပွားရင်ဒီမှာ restore ဆိုတာလေးကိုနှိပ်လိုက် restore ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะမှာသူ password တောင်းမယ် password တောင်းရင်တော့အောက်မှာ password ပေးထားတယ် A 1234568အဲ့ဒါကိုနှိပ်ပေးလိုက်မယ် A 1234568 okay okay ကိုနှိပ်ပွားရင်သူကဒီမှာ restore complete ဖြစ်သွားပြီဒါဆိုရင် okay ပါပြီ okay ပါပြီဆိုဒီကဒီဘက်ကိုသူကဘာရောက်လာမလဲဆိုတော့ဒီ software လေးရောက်လာမယ်ဗျာကျွန်တော်ကဒီမှာလောက်ပြီးသားဆိုတော့ပြပေးမယ်ဒီတဲကိုသူကဒီ G ပုံစံ software လေးအဲဒီ G ပုံစံ software လေးရောက်လာမယ်နော်အဲ software လေးရောက်လာမယ်အဲ software လေးရောက်လာပြီဆိုရင်ကျွန်တော်ဖွင့်မယ်အလုံးပေးမယ်ဒီမှာဒါတွေ download ဆွဲပြီးဆိုဒီလိုဆိုတာဒါတော့ကျွန်တော်မလုပ်ဘူးဗျာကိုလုပ်ပဲဒီတိုင်းထွက်လိုက်ကျွန်တော် download ဆွဲထားတဲ့ file download ဆွဲထားတဲ့ file လေးကိုပြန်ဝင်မယ်download ဆွဲထားတဲ့ file လေးကိုပြန်ဝင်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ခုနက download ဆွဲတာကို zip ဖြီထားတာရှိတယ်ကျွန်တော် internet store တွေ internet store ဒီမှာကျွန်တော် zip ဖြီထားတဲ့ mobile set zip ဖြီထားတော့မှ GMS ဆိုပြီးတော့ပါတယ်အဲ့ဒီမှာ software ၄ခုရှိမယ်အဲ့ဒီ software ၄ခုကိုအစဉ်တိုင်းထည့်ပေးလိုက် software ၄ခုကိုအစဉ်တိုင်းထည့်ပေးလိုက်ရင်install တစ်ခုချင်းတင်ပေးလိုက်လို့ရှိရင်ဒါဆိုရင် play store okay ပြီเนาะokay တင်ပေးလိုက်ရင်ဒီ play store okay ပါပြီဆိုရင်ကျွန်တော်ကျွန်တော်တို့ play store sign in ကျောင်း internet line တိတ်မကောင်းဘူးเนาะဒါလို့ကျွန်တော်ဗီဒီယိုလေးကလူကြီးမျိုးတို့တိပြီးတဲ့လူတွေဆိုတော့ကြော်ပါပေါ့နော်မတိရတဲ့လူတွေအတုံးဝင်တယ်အကျိုးဝင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုတဲလေးပေးသွားပါ share သွားပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနည်းနဲ့မှသူဒါဆိုရင် play store ထည့်လို့ပြီးပါပြီပေါ့နော်ဒီထဲမှာသူ sign in လုပ်လိုက်ရင် Gmail account ထူဝင်လိုက်ရင်ရပါပြီနော်အားလုံးကိုကျေးဇူးတင်ပါတယ်